ရက်သွားတယ်2004မှာဘာဖြစ်လို့ရက်သွားလဲမပြီးမဲနဲ့တန်းလိုက်ဆက်ဆံဆိုဒီကကိုရီကိုရာဒီကြောင်ဆောက်တာတင်း180ချပေးတာတင်း180ကဒီလောက်နေကမလဲဆောက်လို့ရတာပေါ့တန်းလိုက်ပြီးဒီမကပြီးတယ်ဒီမကကိုဆောက်နေတာမူရီရောခဏတမ်းမီနဲ့ဆောက်ပြီးတော့အဲ့ဒီအချိန်မှာဆောက်တော့ခိုင်းတော့တော့ဒီနေ့ကျတော့ကျောင်းကြီးရကျောင်းကြီးဆောက်တာဒါမှမဟုတ်ကျောင်းကြီးဟုတ်ဒီနေ့ရေးပါတယ်ဆောက်တော့တို့ကဘာသာနာလေးကိုဆောက်ရတာရောနည်းနည်းတတ်တာလေးဆုံးမယ်အဲ့လိုမျိုးဒီနောက်အဲ့ဒီအယူကျောင်းလေးတော့ပြီးတော့အဲ့တိုင်းကျက်ပြီးတော့ကျောင်းလေးကတော့ဒီလိုက်တော့ဆောက်တာကျဖောက်ခိုင်းတော့အဲ့ဒီကျက်ပါယူခဲ့တယ်အဲ့ဒီပဲကျန်တဲ့ပတ်စံတွေဒီလိုပဲကျန်ခဲ့တယ်အရင်တော့ပြန်ဆောက်ပါရင်ဟာလုပ်ငန်းပြီးမှုကြတော့ဒါတော့မဆက်ပြီးတော့ပြောနေတာအဲ့ဒီက2004တင်းပြည့်ဆိုတော့လည်းပဲတကယ်ကြီးခေါ်အကြီးတဲ့တက်လာတယ်ဒီကြောင့်ပြီးတော့ကိုနိုင်နေလေလာရအကုန်ပြောတယ်မားကြတယ်လို့ပြောတာပေါ့နော်ဒါကြီးကြတယ်ဒါဆိုရင်ခဏဆန်ဝဲစီးထင်းတဲ့လူတွေမျိုးထောင်းတာပေါ့မျိုးသူငါလုပ်တယ်လို့ပြင်ရအောင်နော်ဆောက်တာရည်သွေးကလည်းတော်တော်လေးကိုလမ်းလောက်တာတော့ရှင်းမယ်ဆိုရင်တော့အများကြီးပဲရှင်းရမှာပတ်စံပြန်နေအများကြီးတော့ဒီလိုကြီးလာတာလူကြီးတွေဆင်းလာပြီးကြည့်တာလည်းမရှိဘူးဆင်းလာပြီးကြည့်တယ်ရှင်းမယ်ဆိုရင်တော့ပေါ်တယ်နောက်ကိုယ်ဒီတိုင်းပြီးရလူတွေနိုင်ပြီးရဥက္ကဋ္ဌရရှင်းမနိုင်တယ်ရှင်းမနိုင်တယ်ဒီမှာဘာလို့တော့ဖြစ်သူလို့လောက်သွားတာပထမတော့ဒီပြတဲ့ဆက်တာလည်းအမြင်ရှိတယ်ပြီးသွားရင်တော့နေလို့မရဖြစ်တယ်လို့လောက်တာဟိုကလေးကဒီတိုက်ဆောက်တဲ့ပုံစံမျိုးဆောက်သွားတယ်ဘာလို့ဒီလိုလုပ်မရဘူးအားရှိတယ်ဘာလို့ဒီလိုမလုပ်ဆောက်ပြီးတဲ့တီးကူမှာပေါ့မတန်းထုတ်တန်းလို့တာလေဒီ၄လမလောက်၅လမလောက်ဒူနေတယ်ဘယ်ရမလဲဒီတိုက်ပြီးတော့မှာပေါ့နော်အဲ့တော့အစင်ဆက်ကစင်ကျင်တုံတရားနဲ့စင်လာမဲခဲ့တော့နောင်လူသက်တွေကအငြင်းနဲ့ရင်းနေကြတာပေါ့လုံးဝပြန်ချက်ပြီးဆောက်မှရဒီတစ်ခဲတော့ကျွန်တော်အားလုံးရှင်းရလားရှင်းမယ်အဲ့ရှင်းရလားမဒီကြောင့်ကိုနေတာလေဒါကြီးပြောတော့အဲ့ကိုရိုင်းဝမင်းတော့ဝိတ်ကြည့်တယ်မလို့ဟိုးပါပါမယ်အခုဟိုဒီမှာဟိုသူ့တွေကလေဟိုသူ့တွေကအခုဆိုရင်2004ကနေဆိုရင်2010ဆို6နှစ်ပေါ့ဗျာအခု7နှစ်ဆိုရင်7နှစ်ပဲကုန်ကန်ရှိတယ်ရှင်းနေမရှိတဲ့ဒီသူ့တွေကတော့သူ့တွေလားပေါက်အဟောင်းနေမူရဖြစ်ရမယ်ဒီစတဲ့မဖြစ်နိုင်ဘူးတော့ပေါက်ပြေးပြီးတော့ဆုတ်ကဲ့ကျွန်တော်ရမန်းရွာလေဟိုရွာလေဒီလိုတွေနဲ့ဆောင်းတဲ့အကြောင်းအဲ့ကြောင်းအဲ့ဒီတန်းနေပဲရှင်းမယ်ဆိုရင်တော့ရွာထဲမှာတကယ်ကိုတိုက်ပြီးသားရမချက်ပြောနိုင်ဘူးအဲ့ဒါလေးစတိုးရင်းနေကြဘာလို့တက်လာလဲဖြစ်နေပြည့်တဲ့ဒီကိစ္စကြီးသားပြီးတော့ဘာမှမလုပ်ဘူးဒီဒေတာတစ်ခုဖြစ်နေတဲ့ပုံကိုသူ့ကျော်သူ့အစီတောင်းတယ်ဒီလာမယ့်အင်္ဂလိပ်စတိုးရနော်စတိုးမနေ့စတိုးတိုင်းဘာလို့မျိုးပေါ်လာတယ်နော်ချိန်ထားတယ်နော်တန်ကလေးများပွင့်တော့မြည်ပူရန်ဝင်းလို့ချီလေကြီးမှာရွှေလီလောင်းငါတို့သိကြတို့စီဟမ်ကဲဦးကိုလမ်းပေးပါဦးဦးကိုလမ်းနဲ့လည်းပေးပါဦးသမီးတို့သားတို့ကဲဆိုတော့ဒီနေ့ဆိုအင်္ဂလိပ်နာစာတင်ကြောင်းကြီးကစုပ်ပြတ်တဲ့နေကလေးလေးလေးစိတ်ထားလေးပြုစင်ပါတယ်ဟုတ်ကဲ့ကလေးလေးစိတ်ထားလေးဖြူစင်သလောက်လူကြီးများညစ်ပတ်ခဲ့တဲ့ဒဏ်ခံရပါတယ်အဲ့တော့ကျွန်တော်လူကြီးများအများဆုံးရှော့ဖို့ပေးဖို့နိုင်ငံရေးစနစ်ပြောင်းဖို့လိုပါတယ်အားလုံးသွားပြီတတာ